Architecture Studio မှာကြိုဆိုပါရရှင် At Architecture Engineering ဆိုင်ရာပညာရပ်များကိုတနေရာတွေသင်ယူနိုင်ပါပြီရှင်။ဒီထိုင်ကုန်လေးဆက်ပြီးတော့ဆွဲမယ်။အဲ့အတွက်ကြောင့်မို့လို့ဒီဟာလေး move လေးတစ်ချက်ရွှေ့ထားမယ်ပေါ့နော်။ရွှေ့မရွှေ့လဲရတယ်ပေါ့နော်။အဲ့ဒီအတွက်သူ့ရဲ့ဒီအလျားကဘယ်လောက်ရှိလဲဆိုရင်သူက920အဲ့ဒီအတွက်ကြောင့်မို့လို့920ဆိုပြီးတော့ရိုက်လိုက်မယ်။ပြီးတော့ရင်ဒီ line လေးကိုတစ်ချက်ရွှေ့ပြီးတော့ origin လေးမှာတစ်ချက်ထားမယ်။ပြီးတော့ရင်သူကခုံကလည်းဒီအဝိုင်းလေးပေါ့နော်အဝိုင်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုတော့ဒီ app နဲ့ကိုမယ် app ကိုလည်း smooth ဖြစ်အောင်လို့96နဲ့ထားပြီးတော့ဆွဲမယ်ပြီးတော့ရင် first point second point ကိုဆွဲပြီးတော့ပုံမှာကိုဘယ်လောက်ကိုမလဲပေါ့နော်80လောက်ပဲကိုမယ်80လောက်ထားလိုက်မယ် okay ပြီးတော့ရင်ဒီနှစ်ခုကိုဖြတ်မယ်ပြီးတော့ရင်သူ့ရဲ့ mid point ကနေပြီးတော့ဒီကိုဘယ်လောက်ထားမလဲဆိုတော့380ပေါ့နော်380ထားမယ်ပြီးတော့ရင်ဒီ point နဲ့ဒီဘက် point နဲ့ဒီဘက် point နဲ့ဆက်မယ်ပြီးတော့ရင် surface ဖြစ်အောင်ပိတ်ပေးမယ်ဒါရကြော်သွားတယ်ဟုတ်ပြီပြီးတော့ရင်သူ့ရဲ့ do ပေါ့နော် do ကsofa do လေးရှိမယ် sofa do လေးကဘယ်လောက်လဲဆိုတော့50ရှိမယ်ပေါ့နော်ပြီးတော့ရင်ဒါလေးကို group ဖွင့်မယ်ပြီးတော့ရင်အောက်ကဒီပေါ့တစ်သားရှိမယ်တစ်သားရဲ့ဒီဒူလေးပေါ့နော်ဒူလေးရှိမယ်အဲ့ဒီပေါ်မှာမှဆိုဖာတင်ထားတာဆိုတော့ဟုတ်ပြီအဲ့ဆိုရင်သူ့ရဲ့ဒီအောက်ကိုတစ်ချက်ဆွဲမယ်ပေါ့နော်အောက်ကိုတစ်ချက်ဆွဲဖို့အတွက်ကိုသူကဘယ်လောက်လဲဆိုတော့သူ့ရဲ့ဒီအမြင့်ကကြတော့360အဲ့အတွက်ကြောင့်မလို့ဒီကနေပြီးတော့ဒီအထိကိုဘယ်လောက်သွားမလဲဆိုတော့360ဆိုရင်ဒီကနေဒီချီကိုတိုင်းလိုက်တယ်ဆိုရင်အားလုံးအမြင့်က460ရှိမှာပေါ့နော်ပြီးတော့ရင်ဒီမှာသူက offset လေးနဲ့50ပါပြီမယ်ပြီးတော့ရင်အောက်ကိုဖောက်ပြီမယ်ပေါ့နော်ဒီလိုပုံစံလေးဖြစ်မယ် okay ပြီးတော့ရင်တော့သူ့ရဲ့ဒီ6ထောက်လေးဆွဲမယ်6ထောက်လေးဆွဲဖို့အတွက်ကိုဒီကနေ line တစ် line ပေးမယ်ပြီးတော့ရင်ဒီဘက်ကို50ဒီဘက်ကို50ဒီဘက်ကို50surface လေးဖြစ်သွားပြီဆိုရင်အပေါ်ကိုချက်တင်ပေးမယ်ပြီးတော့ရင်ဒီခြေထောက်လေးကို group ဖွဲ့ပေးမယ် okay ပြီးတော့ရင်ဒီဘက်ကို copy ကူးမယ်ပေါ့နော် copy ကူးမယ်ဆိုရင်ဒီခြေထောက်လေးကိုကူးမယ်ကူးပြီးတော့ရင်သူကဒီဘက်ဖြစ်တဲ့ကြောင့် mirror ခောက်ရမယ်ခောက်မယ်ဆိုတဲ့ကြောင့်ဒီမှာက sketch မှာကတော့ mirror comment မပါဘူးပေါ့နော်မပါတဲ့အတွက်ကြောင့်မို့လို့ဘယ်လိုမျိုး mirror ခောက်မယ်ဆိုရင် ski comment လေးနဲ့ ski လေးတစ်ချက်ခေါ်လိုက်မယ်ပြီးတော့ရင်direction ပြောင်းပြန်တစ်ချက်ဆွဲလိုက်မယ်ဆွဲပြီးတော့ရင် -1 လေးတစ်ချက်ရလိုက်မယ် okay အဲ့ဒါဆိုတော့ရပြီပြီးတော့ရင်ဒီထောင်လေးမှာတထားပေးမယ်ပြီးတော့ရင်သူကဒီမှာဒီဘက်တစ်ချောင်းလေးဆွဲဖို့ကြံတယ်ဒီကို50
50ပေါ့နော်အားလုံးပြီးသွားတယ်ဆိုရင်အားလုံးကို group လေးဖွဲ့ပေးမယ်ပြီးတော့သူ့ရဲ့အမြင့်ကအားလုံးပေါင်း460ဒီအပေါ်တစ်ခုက exit ပေါ်ရောက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့အပေါ်ကိုဘယ်လောက်တင်မလဲဆိုတော့410 okay ဒါဆိုရင်တော့ရပြီเนาะပြီးတော့ရင်ခုံလေးတွေတွားပြီးတော့ထည့်မယ်တဲဖို့အတွက်ကို rotate လှည့်မယ်လောက်ဆိုရင်ရပြီပေါ့နော်ပြီးတော့ရင်ဟိုဘက်ကိုဒီဘက်ကိုထားမှဖြစ်တဲ့ကြောင့်မလို့ mirror တစ်ချက်ခောက်ပေးမယ်ခောက်ပေးမယ်ဆိုတော့ကြောင့်အရင်ဆုံး copy ကူးလိုက်မယ် copy ကူးလိုက်ပြီးတော့scale command နဲ့ဒီဘက်ကိုရောင်းမြန် direction ပေးလိုက်မယ်ပေးပြီးတော့ရင် -1 လေးရိုက်ပေးမယ်အဲ့ဒါဆိုရင်တော့ mirror ခောက်ပြီးသားဖြစ်သွားမယ်ပြီးတော့ရင်ဒီ point လေးမှာထားပေးမယ်ပြီးတော့ရင်ဟိုဘက်တစ်လုံးရပြီနော်ရပြီအဲ့ဆိုရင်ဒီဘက်တစ်လုံးအတွက်ကို copy ကူးလိုက်မယ် copy ကူးပြီးတော့ scale နဲ့ရောင်းမြန် direction ပေးပြီးတော့ -1 ရှာလိုက်မယ် okay ဒါဆိုတော့ရှာပြီပေါ့နော်ကိုကနည်းနည်းလေးလှည့်ပြခြင်းနဲ့ဆိုရင်ဒါတော့ကိုကြိုက်တယ်လို့လေးလှပြလို့ရပါတယ်လှဆင်လို့ရတယ်နော်ဒါဆိုရင်တော့ဒီ table set လေးပြီးသွားပြီပေါ့နော်